ဘာလို့နဲ့အဖေများနေတော့ရောက်လာပြီပဲအဖေနေကောင်းတယ်မလားဒါအဖေကိုရန်တတိရတာပဲနော်စနေလေကုန်တယ်ကွာဘာမှမသိဘူးကွာ ဘာနဲ့လည်းမသိဖေးရေရှင်သာအခန်းထဲမှာဘာတွေလုပ်နေလဲမသိဘူး ဘာဖြစ်တာတော့ တွားကြည့်မယ်လား တားရေဘာလို့နေတော့ဟာအဲ့ဒါနဲ့ဘာလို့လဲဟာအဲ့ဒါနဲ့ဘာလို့လဲအဲ့ဒါနဲ့ဘာလို့လဲငါတားဘာဖြစ်တာလဲမသိဘူးကွာ